ငါပင်ပန်းလာတယ်ငါ့ကိုပင်ပန်းကဘာမှမနေဘူးဘာချိုးလိုက်လဲမစားနဲ့နောက်မွဲတာဟုတ်တက်ဟေးဟာတရုပ်ဆောင်ဆိုတာတဲလက်လဲပါမယ်အရေးချင်းနဲ့ရှိရမယ်အဲ့လိုအရာတွေအကုန်ပြည့်စုံမှာဖြစ်တာလေကားရတာလည်းသဘောကျတယ်ဒါပေမဲ့ तू အဲ့လိုနည်းနည်းစိတ်ရှုပ်နေတဲ့အချိန်ဥပမာရာသီဥတုပူတဲ့အချိန်တို့ဘာလို့ तू တိတ်ပြီးတော့စိတ်မကြည်တဲ့အချိန်ကျရင်တော့ तू မရိုက်ချင်တယ်မရိုက်ချင်ပါဘူးလို့ तू ပြောတယ်အဲ့ तू ပုံမှန်အေးလူလူနဲ့စိတ်ကပျော်ပြီးတော့ तू ကားတာတင်မေးချင်တဲ့အချိန်ကျရင်လည်း तू ရိုက်တယ်ကားတွေဆိုရင်ကမ်းလှမ်းတဲ့လူတွေကြီးဒါပေမဲ့ तू မလုပ်ချင်သေးဘူးအဲ့တော့ရင်းတယ်ခါကျရင် producer နဲ့ तू နဲ့ဓာတ်ရိုက်ပြောတာအော်ဓာတ်ရိုက်ပြောတယ်ရိုက်မလားသမီးဆိုမရိုက်ဘူးလို့ပြောတယ်သူရွေးချက်လိုက်တဲ့အပေါ်မှာအမားရှိလိုက်လဲသူ့ကြောင့်မှားတယ်ဆိုတော့သူသိတယ်သူတာဝန်ယူတတ်လာတာပေါ့လေမောင်နဲ့တော်တော်လေးတိတ်ကဲလို့တယ်အဲ့လိုမျိုးလေးတွေပြောလို့ဟိုတနေရာသွားရဲဆိုအလှပုံလေးရိုက်ကြတာဟိုရိုက်တော့ဟိုကြီးအဲ့ဒါကိုကြည့်ပြီးတော့ဒီအဖေနဲ့မေလာသူရိုက်ပြီးမှဆိုပြီးတော့အဲ့လိုယူဖုန်းယူပြီးရိုက်ပေးတာပဲအဲ့လိုမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်အကိုရတာတော့မရှိသေးပါဘူးနော်အဲ့လိုတော့မသိတာသူလုတ်ပေးခြင်းတဲ့ချိန်ကျရင်လုတ်ပေးလိုက်တော့အော်ငါသမီးလေးသိတယ်တယ်ပေါ့တခါလေကျရင်လည်းသူတခြားအစော့မှတ်နေတာတို့တခြားရွှေရှင်ကြီးတာမှတ်နေတာလို့ဆိုရင်လည်းသူကသူနေတာပါပဲအဲ့ဒါလည်းသူကခုနပြောလို့သူလုတ်ပေးခြင်းတဲ့စိတ်ရှိမှမှုပါမှာမလုတ်ချင်ရင်လည်းသူရိုက်မယ်လားမကြည့်ဆိုလို့ရှိရင်တခါလေကျဟမ်မြိုက်ချင်ဘူးလို့လည်းတခါကျပြောတယ်ကားရတာလည်းသဘောကျတယ်ဒါပေမဲ့ तू အဲ့လိုနည်းနည်းစိတ်ရှုပ်နေတဲ့အချိန်ဥပမာရာသီဥတုပူတဲ့အချိန်တို့ဘာလို့ तू တိတ်ပြီးတော့စိတ်မကြည်တဲ့အချိန်ကျရင်တော့ तू မရိုက်ချင်တယ်မရိုက်ချင်ပါဘူးလို့ तू ပြောတယ်အဲ့ तू ပုံမှန်အေးလူလူနဲ့စိတ်ကပျော်ပြီးတော့ तू ကားတာတင်မေးချင်တဲ့အချိန်ကျရင်လည်း तू ရိုက်တယ်အဲ့တော့သူ့ဘောပါပဲဟိုကန်လန်းလာတယ်ဆိုရင်တော့ကန်လန်းလာတာလေးရှိတယ်ဇက်လည်းအဆင်ပြေတယ်ဆိုတော့သူ့မေးကြည့်မှာသူရိုက်ချင်တာပေါ့ကျွန်တော်တို့ကတော့သူလှုပ်ချင်လာပဲရင်မေးကြည့်တာသူ့ကိုအကျိုးသိအကြောင်းနဲ့ရှင်းပြတယ်တမိဒါကတော့ဒီလိုတမိလှုပ်ချင်တာသူမလှုပ်ချင်ဘူးဆိုရင်ပေးမလို့လှုပ်ချင်တယ်ဆိုရင်လည်းဟိုကြော်ညာတောင်မှရွှေတို့ကဒီ product လေးဒီပစ္စည်းလေးတမိရိုက်ချင်လားအဲ့လိုမျိုးမေးပြီးတော့မှ तू ကြိုက်တယ် तू လက်ခံတယ် तू လှုပ်ချင်တယ်ဆိုတော့မှပဲအဲ့ဒီလှုပ်လက်ခံလိုက်တာပေါ့နော်အဲဒီဇက်ကားတွေဆိုရင်ကမ်းလှမ်းတဲ့လူတွေရှိတယ်ဒါပေမဲ့ तू မလှုပ်ချင်သေးဘူးအဲ့တော့ရင်းတယ်ခါကျရင် producer နဲ့ तू နဲ့ဓာတ်ရိုက်ပြောတာအော်ဓာတ်ရိုက်ပြောတယ်ရိုက်မလားသမီးဆိုမရိုက်ဘူးလို့ပြောတယ်အဲ့ဒါဆိုတော့အတင်းကျပ်သမီးလေးရဲ့6ပြောလို့ပြောအများကြီးအဲ့လိုအများကြီး pressure မပေးဘူးအဲ့လိုပြောလို့လည်းကလေးဆိုတာရတာမဟုတ်ဘူးเนาะဒါကတော့သူ့ရဲ့ရွေးချယ်ပိုင်းပဲねသူပေါ့သူစိတ်ကြည်နေတယ်သဘောကျတယ်ဆိုရင်လည်းသူပဲရိုက်တယ်အဲ့လိုမျိုးပေါ့เนาะအခုလောလောဆယ်တော့ဒီရုပ်ရှင်တွေပိုင်းတင်းဆောင်တာတွေနဲ့ပတ်သက်တော့သူဘာတကူမှလက်မခံသူရွေးချက်လိုက်တဲ့အပေါ်မှာအမားရှိလိုက်လဲသူ့ကြောင့်မှားတယ်ဆိုတော့သူသိတယ်သူတာဝန်ယူတတ်လာတာပေါ့လေအခုသူတစ်ခုခုလှုပ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ကပေးလုပ်တဲ့နေရာပေါ်မှာသူလှုပ်ချင်လို့ပေးလုပ်တယ်အဲ့ဒီအတွက်ဖြစ်လာတဲ့ပြဿနာတစ်ခုရှိလာတယ်သူပြောပြတယ်ဒါသမီးလှုပ်လိုက်လို့ဖြစ်တာတော့ဆိုရှင်းပြတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့သူ့ရဲ့လှုပ်လိုက်တဲ့လုပ်ရက်ပေါ်မှာသူတာဝန်ယူရမှာဆိုတော့သူရှင်းနေသိလာတာပေါ့အဲ့ကြောင့်သူ့ကိုရွေးချက်ခိုင်းတယ်အဲ့ဒီမရှိဘူးဆိုရင်တော့သူရွေးချက်ပေးလိုက်တာပေါ့သူရတယ်အဲ့ဒီရှိရကြတော့သမီးဒါလုံးဝလုံးလို့မရဘူးဒါအဲ့ဒီရှိရသမီးလုံးလို့မရတဲ့အရာဆိုပြီးတော့ပြောလိုက်တာဒီအလုံးနဲ့ပတ်သက်တာတွေကတော့သူ့အနေနဲ့တရုပ်ဆောင်တယောက်လောက်ဖို့ရတယ်ပြင်ပန်းမှနေခါပဲပြောဝါသနာပါတယ်ပဲပြောဟွာသမီးရဲ့ရိုက်လိုက်လို့တင်းပြောလိုက်လို့ရှိရင်သူဒီကလို့ဥပမာဒီရွယ်လေးကငိုတယ်ဆိုတာသူဘယ်လိုပြောမလဲအတင်းချက်ကိုရရင်သူ့အတွက်ပျော်စရာလည်းကောင်းမှာမဟုတ်ဘူးလေပေါ့နော်အဲ့လိုဖြစ်နေမှာအဲ့တော့အမတို့ကအတင်းချက်တော့ဒီတရုပ်ဆောင်တာတွေမလုပ်စေချင်ဘူးသူကြီးတာလို့ဝါသနာပါတယ်လေလုပ်ပေါ့ဒါမှအခုဝါသနာပါတယ်အခုလုပ်ချင်တယ်ဆိုလဲလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ရွှေတော့တားပါခုမှအချိုစားခြင်းနဲ့ပေါ့လေသူချောင်းရမ်းဆိုးနေချိန်မှာသူအချိုစားခြင်းနဲ့တကြားလုံးစားခြင်းနဲ့ဆိုဒါစားရင်ချောင်းဆိုးမှာတော့လို့သူပြောတယ်အဲ့ဒါသူရမ်းစားခြင်းနဲ့ဆိုစားကြည့်လိုက်တဲ့အချိန်မှာချောင်းဆိုးလာတဲ့အချိန်ကျရင်သူပြောတယ်တွေ့လားသမီးအချိုစားလိုက်လို့ချောင်းဆိုးတာအဲ့တော့နောက်တစ်ခေါက်သူအချိုစားတော့မယ်ဆိုရင်ချောင်းဆိုးမယ်ဆိုရင်သူသိတယ်အဲ့လိုမျိုးလေးတော့သူ့ဆုံးဖြတ်ချက်နဲ့သူလုပ်ခိုင်းနေတယ်ဒါပေမဲ့အန်ရရှိတဲ့ဟာမျိုးလုပ်ခိုင်းတယ်တရုပ်ဆောင်ဆိုတာတဲလက်လဲပါမယ်အရေးချင်းနဲ့ရှိရမယ်အဲ့လိုအရာတွေအကုန်ပြည့်စုံမှာဖြစ်တာလေဟိုဘယ်လိုပြောမလဲအခုဒီကလေးတရုပ်ဆောင်လေးအောင်မြင်တဲ့ကလေးတွေရှိရဆိုရင်ဒါကဟိုမိဘလှုပ်ဆိုလို့လှုပ်တဲ့တိုင်း
အဲ့တမျိုးတွေနဲ့ဖြစ်တာမဟုတ်ဘူးသူတို့မှခုနပြောသူပါရမီတွေရှိတယ်ဒီဟာပေါ်မှာ talent ရှိတယ်အဲ့ဒါတွေပြည့်စုံလို့ ဟိုကြီးကြောက်ပါလေ အဲ့လိုတွေပြည့်စုံလို့ तू ကသူတို့တွေလုံနိုင်တာပေါ့နော်အဲ့တော့မိုဂျီက तू မလုံနိုင်ဘူးလို့ပြောတာသူ့မှာဒါတွေမပြည့်စုံဘူး तू ပြည့်စုံတဲ့အချိန်ကျရင် तू ဆုံးဖြတ်လိုက်အမားတို့ကတော့အဲ့လိုပဲစဉ်းစားထားပါတယ်ဝါသနာပါတယ်လို့ပြောတယ်။ तू ဝါသနာပါတယ်။ तू တခြားအလုပ်တွေဆိုအခုအမားတို့ကလည်းနည်းနည်းတိုးပြီးမကြောက်သမီးဥမာဆရာဝန်ကြည့်နေသမီးဆရာဝန်လောက်တာသဘောကျတာအဲ့လိုလေးနည်းနည်းစမ်းမျိုးအမားတို့မေးကြည့်တာပေါ့ဘာလေးကြိုက်တယ်ဆိုတော့နောက်ဆုံးမှသူ့ရဲ့အဖြေကတော့ဒီအမှုပညာကိုတော့ तू ကြိုက်တယ်။မင်းသမီးပိုင်းလောက်တာ तू ကြိုက်တယ်အဲ့လိုပေါ့အမှုပညာကြီးလောက်ရတာ तू ကြိုက်တယ်အမှုပညာဆိုကားတာလည်းကြိုက်တယ်ဆိုတာလည်းကြိုက်တယ် तू တရုပ်ဆောင်တာလည်းကြိုက်တယ်။ဒါပေမဲ့အဓိကတော့တရုပ်ဆောင်တာ तू မလုပ်တတ်တယ်။ပုံမှန်မှာပဲသူ့ရဲ့ဒီပုံမှန်သွားနေတဲ့ဟာလေးတွေကအမားတို့ family activity တွေတော့တင်ပြီးတော့တင်သွားမှာပဲเนาะတခုခုလောက်တော့လဲသိမှာပါပြိတ္တကဟုတ်ကဲ့ပါအပြည့်ပြည့်တင်နေရတယ်ပြောကြတယ်ကျွန်တော်မိသားစုတွေအားဖြင့်ကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်